ကတော့ကျွန်တော်တို့ UV printing ပြုလုပ်နေတာကိုပြချင်တာပဲဖြစ်ပါတယ်ကျွန်တော်တို့အခု printing ပြုလုပ်နေတာကတော့ကျွန်တော်တို့ live house မှာအသုံးပြုဖို့အတွက် test time ကိုကျွန်တော်တို့ printing ပြုလုပ်ပေးနေရပဲဖြစ်ပါတယ်ကျွန်တော်တို့ printing အမျိုးအစားဆိုရင်လည်း UV printing ကိုပြုလုပ်ပေးထားတာပဲဖြစ်ပါတယ်ကျွန်တော်တို့ UV printing မှာဆိုရင်ကျွန်တော်တို့ပုံမှန်ထုတ်နေကြ printing ပုံစံမဟုတ်ဘဲနဲ့ live house အတွက်အသုံးပြုဖို့အတွက်live house setting ကိုအသုံးပြုပြီးတော့ printing ပြုလုပ်ပေးနေရပဲဖြစ်ပါတယ်ကျွန်တော်တို့အခုကဆိုရင်မီးထွန်းပြီးသွားတဲ့ခါမှာဆိုရင်လည်းကျွန်တော်တို့က test time printing လုပ်ပြီးသွားလို့မီးထွန်းလိုက်တဲ့ခါမှာဆိုရင်လည်းဒီအယောင်ဟာမီးထွန်းလိုက်တဲ့ချိန်မှာတိတိတတ်လှလှပပနဲ့ရရှိမှာပဲဖြစ်ပါတယ်လူချင်းမင်းတို့အနေနဲ့ live box တွေအတွက်အသုံးပြုဖို့ printing တီးတန့်ကိုလည်းမှာယူနိုင်သလိုကျွန်တော်27 media မှာဆိုရင် live box ကိုဒီ printing service ကိုတခါတည်းလည်းမှာယူနိုင်မှာပဲဖြစ်ပါတယ်လူချင်းမင်းတို့အနေနဲ့ quality ကောင်းကောင်းနဲ့ကိုယ့်ရဲ့ product တွေကို live box အတွက်အသုံးပြုခြင်းနဲ့ဆိုရင် test time printing backlit printing live box sticker printing မျိုးစားတွေကိုကျွန်တော်27 media မှာရရှိမှာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ဆုံးပေါ်နည်းပညာမြင့်စက်တွေကိုအသုံးပြုထားဖြစ်တဲ့အတွက်ကြားရှိလဲစေးသားလည်းခံမှာဖြစ်တယ်လို့အထူးကောင်းမွန်တဲ့ quality ကိုပဲရရှိမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်27 media ဆိုရင်ကြော်ညာသုံးပစ္စည်းမျိုးစုံကိုတနေရာထဲမှာဝန်ဆောင်မှုပေးနေတဲ့ company ဖြစ်ပါတယ်ကျွန်တော်27 media မှာဆိုရင် printing အခြားသောမျိုးစုံကိုလည်းတနေရာထဲမှာရရှိမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ